င်္ဂလာပါငင်္ဂါ support channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါနင်္ဂနွေနေ့မှာရှင်ပြန်ကစားကြမဲ့ဥရောပလိဂ်ပွဲစဉ်တွေမှာကျွန်တော်စိတ်ကြရွေးချယ်ထားလေးရှိပါတယ်ဒီပွဲစဉ်လေးကဂျာမနီဘွန်ဒလီဂါပွဲစဉ်အပြင်လာလီဂါစပိန်ပွဲစဉ်ပေါ့နော်ဘောင်းနှစ်ပွဲကိုရွေးချယ်သုံးသက်ပေးသွားပြီးတော့ပွဲကြိုသုံးသက်လေးနဲ့ကိုခန့်မှန်းရလက်ကလေးကိုကျွန်တော်စိတ်ကြကလေးရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဂျာရက်တွေအပြင်တနေ့နေ့ကပွဲစဉ်တွေအားလုံးလည်းကျွန်တော်လည်းအကောင်းဆုံးပုံစံရွေးချယ်သုံးသက်ပေးထားတာလည်းဖြစ်တယ်လို့ညီတို့အဆင်ပြေမယ်လို့တော့ထင်ပါတယ်ဒီနေ့မှလည်းကျွန်တော်လည်းအကောင်းဆုံးပုံစံနဲ့ပေါ့နော်အဆင်ပြေအောင်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ပွဲကြိုသုံးသက်လုပ်တဲ့ဆိုတာကတော့ပွဲမကန်ခင်မှာပွဲကြိုပြီးတော့သုံးသက်ပြီးရွေးချယ်ပေးရတဲ့အတွက်ကြောင့်မလို့အမှားနဲ့အမှန်များများဖြစ်အောင်ကျွန်တော်လည်းအမြဲတမ်းစူးစမ်းတင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ဝါသနာရမှုတင်ဆက်ပေးနေတာလည်းဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲလေးတွေကိုအကြိုက်ရှင်းတူမယ်ဆိုရင်ယူဆော့ကြပါလုံးဝမကြိုက်နေတဲ့ညိုကိုတော့ဘက်ကန်ကစားပိုင်ဝင်ရှိပါတယ်ခင်ဗျာနော်အဲကြောင့်ကျွန်တော်เนี่ยပထမဆုံးပွဲစဉ်ဖြစ်တဲ့ဗျာဒါဂျာမနီဘွန်ဒလီဂါပွဲစဉ်ပေါ့နော် live နဲ့ဥပပွဲစဉ်ကိုကျွန်တော်ရွေးချယ်သုံးသက်ပေးသွားမှာဂျာမနီဘွန်ဒလီဂါရဲ့အမှတ်ပေးစရာရက်တင်မှု live ကတော့6ဥပကတော့15ဗျနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်5ပွဲမှာဆိုဥပကတပွဲပဲနိုင်ပြီးတော့ကျန်တဲ့4ပွဲကိုရှုံးနေထားတယ်လိုက်စစ်နောက်ဆုံးကစားခဲ့တဲ့5ပွဲမှာဆိုလို့ရှိရင်ရှေ့ပြန်ကစားထားမှာဆိုရင်ပေါ့နော်ဒါ3ပွဲရှုံးပြီးတော့2ပွဲပဲအနိုင်ရရှိထားတယ်ဗျလိုက်စစ်နဲ့ဝူးလို့ရဲ့ပေါ့နော်ဒါထိတ်တိုက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်ပေါ့နော်အိမ်ဝင်းဖြစ်တဲ့လိုက်စစ်ကဥပအိမ်ကမှာသွားကောင်းတာဆို1-0နဲ့ပထမကြော့မှာအနိုင်ရရှိထားပြီးတော့လိုက်စစ်အိမ်ကမှာဥပတို့သွားရောက်ရှင်ပြိုင်တိုင်းပေါ့နော်ဒါကတ်ရှုံးပြီးတော့ဂိုးလေးကအနည်းဆုံးနှလုံးထက်တွေကိုပေးထားတာတွေးထားရဗျဆိုတော့အိမ်ဝင်းဖြစ်တဲ့ live စစ်ကနေပြီးတော့ယနေ့ဖောက်ပြတိုင်းဥပကိုဘော်ဒီစင်းမှာဆိုရင်တစ်လုံးသွင်းသွားရင်ပြဆုံးရှုံးသေးပြီတယ်ဘိုးပေါင်းသေးကတော့3လုံးသွင်းသွားရင်ပြဆုံးရှုံးသေးဆက်ပေးထားတာဖြစ်တယ်ဗျဒါကတော့ကနဦးစီးတွေပြောင်းလဲသွားဖို့တော့ရှီကောင်းရှိနိုင်တယ်ပေါ့အဲကြတော့ live စစ်နဲ့ဒီဥပတို့ပွဲစဉ်မှာကျွန်တော်ကတော့အစဉ်စားရက်တူမှုကလည်းကွာတယ်တန်းစင်းဆောင်အားနေပြန်လဲရုန်းကန်ပြီးတော့ရမဲ့လိုအပ်ချက်ရှိနေ live စစ်ဒီနေ့နိုင်ဝဲပြန်လာလိမ့်မယ်လို့ကျွန်တော်ကတော့ခန့်မှန်းမိတယ်ဥပကတော့အရှုံးနဲ့ပဲရင်ဆိုင်ပြီးတော့တန်းစင်းဆောင်မှာပဲဆက်လက်ရုန်းကန်ရမယ်လားတော့ရှိရဗျဒါပေမဲ့အသင်းသလုံးကတော့9ပွဲသလုံးမှာဒါမြန်မြန်ဆန်ဆန်ဂိုးတွေသွင်းခဲ့ရဆို live စစ်ကရှိပြီးတော့ဥပကဂိုးတွေပေးပြီးတော့အနည်းဆုံးတစ်လုံးလောက်ထိပဲပြန်သွင်းနိုင်တယ်ဗျအဲကြောင့်အိမ်ဝင်းဖြစ်တဲ့ live စစ်ကအားတာရဲဆိုပေမဲ့ယနေ့ဖောက်ပြတဲ့ body လေးကလည်းတစ်လုံးသွင်းသွားပြဆုံးရှုံးသေးကိုပေါင်းသေး3လုံးသွင်းသွားပြဆုံးအရှုံးသေးပေးရဆိုရင်ကိုခန့်မှန်းရလကတော့ live စစ်ဒါဂိုးပြတ်ကလေးနဲ့2စီးမဟုတ်ရင်31လောက်ထိပြီးဆုံးသွားမယ်လို့ကျွန်တော်ခန့်မှန်းမိတယ်စိတ်ကြောက်ရွေးချယ်ပေးရမယ်ဆိုရင်တော့အိမ်ဝင်းဖြစ်တဲ့ live စစ်နဲ့ဒီဥပတို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့အိမ်ဝင်းဖြစ်တဲ့ live စစ် body လေးကိုရဲဆုံပြီးတော့ဒါ like ကစားသိခြင်းနဲ့ရွေးရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ဗျာဒါလာလီဂါစပိန်ပွဲစဉ်ကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်လာလီဂါစပိန်ပွဲစဉ်မှာဆိုလို့ရှိရင်ပေါ့နော်ဒါဘယ်လီကာနိုနဲ့ဒါအက်တလီကိုမက်လစ်ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်အက်တလီကိုမက်လစ်နဲ့ဒီဘယ်လီကာနိုရဲ့ပွဲစဉ်မှာဆိုရင်ဘိုးကွင်းဖြစ်တဲ့အက်တလီကိုမက်လစ်ကအစင်စားရက်တင်မှု3အင်ဝင်းဖြစ်တဲ့ဘယ်လီကာနိုကတော့အစင်စားရက်တင်မှု18မှာရှိနေတယ်အင်ဝင်းဖြစ်တဲ့ဘယ်လီကာနိုကတော့ဒါနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်တပွဲကိုဒါနိုင်ထားပြီးတော့ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးရှုံးထားတယ်အက်တလီကိုမက်လစ်ကတော့နောက်ဆုံးကစားတဲ့9ပွဲမှာတပွဲသေးကြတယ်2ပွဲနိုင်ပြီးတော့2ပွဲရှုံးနေထားတယ်နောက်ဆုံးကလေးစပိန်ကိုဘာဒလီဖလားပဲမှာဘာစီလိုနာအနိုင်ရရှိထားတယ်ဗျအစင်စားရက်တူမှလည်း3ဝက်ဆိုပေမဲ့သူ့ရဲ့အောက်မှာရှိနေတဲ့ဒါဗီလာရီယဲလိုကလည်းကတ်လိုက်နေဆိုတော့ဒီနေ့ပွဲတော့အနိုင်ရရှိဖို့အခွင့်အရေးကိုကြိုးစားလာမှာဖြစ်ပြီးတော့တစ်ဖက်မှာလည်းဒီဘယ်လီကာနိုကလည်းတန်းစင်းဆုံးမှာရှိနေရုန်းကန်မှာလည်းဖြစ်တယ်ဗျဒါပေမဲ့ဒီဘယ်လီကာနိုရဲ့ပေါ့နော်ဒီအက်တလီကိုမက်လစ်ရဲ့ပွဲစဉ်မှာတော့ဝိုးကွင်းဖြစ်တဲ့အက်တလီကိုမက်လစ်ကရှေ့သူဆိုရင်အရှုံးသေးကြော်တယ်ကိုပေါင်းသင်းနှလုံးသွင်းသွားရင်ပြဆုံးအရှုံးသေးဖောက်ပေးထားတယ်ဗျဒါစင်းတော့စဉ်းစားစရာဒါပေမဲ့ဘယ်လီကာနိုကတပွဲမှာအနိုင်ရရှိထားမရှိဘူးအက်တလီကိုမက်လစ်ကလည်းနောက်ဆုံးဒီဘာစီလိုနာကိုဘာဒလီဖလားပဲမှာအနိုင်ရရှိထားတာတစ်ချောင်းပဲရှိတယ်လာလီဂါစပိန်ပွဲစဉ်မှာဆိုပြန်လဲရုန်းကန်နေရတာလည်းဖြစ်တယ်ဗျအဲ့တော့ကျွန်တော်ကထိတ်တိုက်တွဲဆုံမှုအရာကိုကြည့်ရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအက်တလီကိုမက်လစ်ကဒီဘယ်လီကာနိုအင်ကွန်းမှာသွားကန်အောင်တာဆိုလို့ရှိရင်ဂိုးလေးကပေါ်ထားတယ်နောက်ခုဘယ်လီကာနိုနဲ့တွေ့တိုင်းမှာဆိုရင်လည်းအက်တလီကိုမက်လစ်ကအနိုင်ရရှိထားတွေ့ရဆိုပေမဲ့ line up ကိုကြည့်ရမယ်ဆိုလို့ရှိရင်လည်းဒါနှစ်သင်းသလုံးမှာရှိနေဆိုပေမဲ့အနေနဲ့ချင်းချင်းပဲရှိတယ်ဗျအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ရှေ့တူဆိုရင်ဒါအရှုံးသေးပေးထားပြီးတော့ဂိုးပေါင်းသေးကလည်းနှလုံးသွင်းသွားရင်ပြားဆုံးအရှုံးသေးပေးထားတာရဆိုရင်ကျွန်တော်ယနေ့စိတ်ကြရွေးချယ်မှုမှာဆိုလို့ရှိရင်ပေါ့နော်ဒါဝေးကွင်းဖြစ်တဲ့အက်တလီကိုမက်လစ် body လေးရဲ့နောက်ပြီးတော့ဂိုးပေါ်လေးပဲကျွန်တော်ရွေးချယ်ပေးခြင်းတယ်ဘာလို့ဆိုရင်တန်းစင်းအလုံးအားမှာရှိနေလေဘယ်လီကာနိုကလည်းဂိုးပြန်သွင်းနိုင်တယ်လို့အက်တလီကိုမက်လစ်ကကိုသွင်းသွားနိုင်မို့လားရှိကိုခက်မှန်ရလာမှာဆိုရင်1နှစ်ဒီလောက်နဲ့ပဲပြီးဆုံးသွားခဲ့မယ်ဆိုတော့ကျွန်တော်တို့အဆင်ပြေတဲ့အနေအထားရှိတဲ့ကြောင့်မို့ကျွန်တော်တော့ဝေးဖြစ်တဲ့အက်တလီကိုမက်လစ် body လေးနဲ့ဂိုးအပေါ်လေးကိုကျွန်တော်တွဲပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါဒီပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးထားတာဖြစ်တဲ့ကြောင့်လို့အကြိုက်ရှင်းတူပန်ညီကိုလို့ယူဆော့ကစားကြပါလုံးဝမကြိုက်သက်တဲ့ညီကိုတွေကဘက်ကန်ကစားကြပါခင်ဗျာနော်ကျွန်တော် YouTube channel လေးကို subscribe လုပ်ပြီးတော့ share လေးနဲ့ like လေးနဲ့အားပေးကြပါခင်ဗျာနော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ